Hello မင်္ဂလာပါကျွန်တော်ဒေါက်တာနေအောင်ကျော်ပါကျွန်တော်ပြီးခဲ့တဲ့နောက်ဆုံးပြောသွားတဲ့အကြောင်းကတော့မကြောက်ကြပါနဲ့ဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒီနေ့ကျတော့ကျွန်တော်ကလူတွေကိုမကြောက်ဘူးလို့ပြောရတာလွယ်တော့လွယ်တယ်ဒါပေမဲ့ကြောက်တဲ့လူတွေကိုမကြောက်ဘူးပြောလို့တခါတည်းမကြောက်တော့ဘူးဆိုရင်တော့လည်းကောင်းတော့ပေါ့နော်ဒါပေမဲ့ကြောက်တဲ့လူတွေကကြောက်နေရပဲအဲ့တော့ကြောက်တဲ့လူတွေကိုမကြောက်အောင်ကျွန်တော်တော့အမှန်ဒီတန်းကိုပြီးခဲ့တဲ့တစ်ခေါက်ကပြောမယ်လို့ခရီးပေးခဲ့တယ်အဲ့တိုင်းမှာကျွန်တော်ဒီနေ့မကြောက်မယ်ဒီတန်းကိုကျွန်တော်ပြောပါမယ်အဲ့လိုမပြောခင်မှာနားလည်ဖို့လိုတဲ့ကိစ္စတွေနည်းနည်းရှင်းပြပါမယ်ဟိုပေါ့နော်လိုချင်တဲ့လူနာထောင်ကြည့်ပေါ့နော်ပထမအကြောင်းကဘာလဲဆိုတော့စိုးရိမ်ပူပန်မှုနဲ့ကျန်းမာရေးစိုးရိမ်ပူပန်မှုပေါ့နော်အဲ့နှစ်ခုကမတူစိုးရိမ်ပူပန်မှုဆိုတာဘယ်လိုလဲဆိုတော့ဥပမာဗျာခင်ဗျာတစ်စုံတစ်ခုဥပမာဆောင်းမွေးရှိတယ်ဒါမှမဟုတ်အလုပ်အတွက်ကိုဟိုပါပေါ့နော်အင်တာဗျူးရှိတယ်အဲ့လိုမျိုးမှာသွားပြီးတော့တွေ့ပြီးတော့အင်တာဗျူးအလုံးမခိုင်းမှာကြောက်တဲ့ဆိုတဲ့အကြောက်စိတ်ပူတာသာမန်စိတ်ပူခြင်းပေါ့နော်ဆောင်းမွေးဖြစ်ဒါနည်းကြောက်တာမျိုးနော်တစ်စုံတစ်ခုတော့ပဲအဲ့ဒါဟိုပုံတော့ပဲလူတိုင်းမှာကြောက်တဲ့စိတ်ရှိတယ်ဒါမမှားဘူးပေါ့နော်စိုးရိမ်ပူပန်မှုရှိတယ်ပေါ့အဲ့ဒါမမှားဘူးပြဿနာကဘာလဲဆိုစိုးရိမ်ပူပန်မှုရှိနေပေမဲ့အဲ့စိုးရိမ်ပူပန်မှုရှိတာဟိုမသိတဲ့အချိန်မှာအဲ့ပြဿနာဆတာပဲ။ကိုကသိရတယ်ငါဆောင်းမဖြေတော့မယ်ဒါမှမဟုတ်ငါတစ်စုံတစ်ခုရေးကြီးရဲ့နော်အင်တာဗျူးတစ်ခုလုပ်ရတော့မယ်အဲ့ဟိုကကြောက်နေရဆိုတာသိရချက်ပြားခြေပြားလည်းပြားလေးအေးနေရတုံနေရစသဖြင့်ပေါ့အဲ့ဒါသိတယ်သိတော့ကြောက်တဲ့စိတ်နော်နောက်တစ်မျိုးကကျတော့မသိရဲကြောက်နေဥစ္စာပါဆိုဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်လိုခေါ်တော့ health anxiety လို့ခေါ်ရပါတော့အဲ့တော့အဲ့ health and anxiety ကိုတစ်ချိန်တော့လည်းဟိုပါပေါ့နော်ဟို hypochondriasis လို့ခေါ်ခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းတော့ anxiety group ထဲပေါ့စိုးရိမ်ပူပန်မှုတွေမှာပဲထည့်လိုက်တယ်ဒါပေမဲ့မတူဘူးဘာလို့မတူလဲဆိုတော့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှုယောဂတစ်စုံတစ်ခုရှိနေပြီလို့ထင်တဲ့စိုးရိမ်ပူပန်မှုဟာသူကထူးဆန်းတယ်ဗျာသူကသူကသူအဲ့ဒါကိုမသိတာမသိဘဲနဲ့ငါတော့ယောဂတစ်ခုဖြစ်နေပြီဆိုပြီးတရားပေါက်တွက်ချလိုက်တာဟုတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့နော်စိုးရိမ်ပူပန်မှုလို့ခေါ်တယ်အဲ့ဥစ္စာကဥပမာကျွန်တော်တစ်ခုပြောပြမယ်ဗျာလူတယောက်အိတ်နေနေနော်နှလုံးရက်ပြီးသေးသွားတယ်လို့ကြားတယ်နော်အဲ့ဒါကသူတာဖြစ်စဉ်တစ်ခုလူတယောက်ကအိတ်နေနေနှလုံးရက်သွားပြီးသေးသွားဆိုတော့ဒါဖြစ်စဉ်တစ်ခုနောက်တစ်ခုကကြတော့ तू ကအလုံးမှာစိတ်ဖိစီးမှုရှိတယ်စိတ်ဖိစီးမှုရှိတယ်အဲ့ဒီစိတ်ဖိစီးမှုကြောင့်မလို့အဆိုင်မှာဥမာစိတ်ဖိစီးမှုများရင်အဆိုင်က acid ထွက်တာများလာတယ်acid ထွက်တာများလာရင်ဒီမှာ